Okay, ano mo ginawa? Siya na lupin makakapala siya. Asad di dia kawan. Tina kiri ko, tima matiza ko tingin jindi ko. Asad bulu pa, lu tama le ko no, besa dia bulu, ya bulu. Apo sa sa pa, apo sa nasa sa penia. Apo sa tongsa penia. Ni ko. ဒီမှာနဲ့ကွာချက်တော့ရှိတယ်ကျွန်တော် keyboard နဲ့ဒီ88 key ပေါ့နော် keyboard ကြီးတွေကိုဒီပြီးတော့တွက်ချက်ထားတဲ့ C4 ဒီကို D4 အဲ့လိုမျိုးပေါ့နော် 4 ဆိုလဲ4အဲ့လိုနေရာကြီးကျတော့ဒီ keyboard နဲ့ကွာချက်ရှိတယ်ဆိုတော့ကျွန်တော်ယူဖို့ unique ရဆိုရင်တွက်နေရဆိုရင်တော့ဆက်ဆိုရင်ပြန်ရဆက်ဆိုပြန်ရဆိုကျွန်တော်တိကျတတ်မှတ်ထားတာရှိတယ်ဒီ61 key မှာ video ရှင်းမှာဆိုရင်ရှိပြောနေတော့ ခလုတ်ခုနလုံးရှိတယ်ရှားတယ်9တန်9တန်ကြီး9တန်ကြီး12တန်ကြီးတက်ကနေပြီးတော့9ထိအုပ်စုနံပါတ်တစ်ခုเนาะအုပ်စုတစ်စုတက်ကနေ9ထိဒုတိယမြောက်အုပ်စုတတိယမြောက်အုပ်စုစရောမြောက်အုပ်စုဒီစမောမြောက်အုပ်စု အုပ်စု9စုအုပ်စုမှာခလုတ်လုံးပို့တယ်အုပ်စုတစ်စုမှာခလုတ်12လုံးရှိတယ်ဆိုတော့12 24 36 48 60 60လုံး61 keys 60လုံးပါတယ်ဆိုတော့ဒီဘက်ကိုတို့လည်းမတက်တာထားနိုင်မယ်ဆိုရင်သူ9ရက်နေဆိုပဲလည်းမ1ယောက်ရှိရင်ဘယ်မှ1ယောက်ညောင်းမှ2ယောက်ဒီမှာတော့ခလုတ်ပဲ9လုံးကြည့်တယ်ခလုတ်ပဲ9လုံးကတစ်စုံပါတစ်ကနေ9တိ တစ်စုံတက်ကနေ9ထိတစ်စုံပါတစ်စုံနှစ်စုံဘယ်မှာရှိလဲတက်ကနေ9ထိတစ်စုံပါတက်ကနေ9ထိတစ်စုံပါနှစ်စုံဒီဘက်မှာနှစ်စုံရှိတယ်ဒီဘက်မှာနှစ်စုံရှိတယ်အလဲမှာတစ်စုံရှိတယ်အလဲရကောင်အလဲတန်းအော်ဆလမ်ပါအော်ဆလမ်ပါအလဲရနေပြီးတော့တစ်ဆင့်ဟိုဘက်ကိုတက်သွားမှာညာဘက်ဆိုတော့မြင့်သွားမှာတိုးသွားမှာအတန်းမြင့်သွားမှာအော်တက်သွားမှာ အပေါ်မှာဆက်ဆက်ပါလာပြီအပေါ်မှာဆက်ဆက်ပါလာတဲ့နှုတ်မှန်များဒီကနေဒီကြားထဲမှာတရားဒီအကနေမှာတရားတစ်ကနေခုနှစ်ကြားထဲမှာနှစ်ဆက်ပါလာပြီဒီတစ်ကနေခုနှစ်ကြားထဲမှာတရားအလဲပြန်တော့မယ်အတန်တစ်စင်းနေကြတဲ့အတွက်အောက်မှာဆက်ဆက်ပါလာပြီမူလကအလဲရတဲ့တစ်စင်းကိုနေကြတဲ့အတွက်အောက်မှာဆက်ဆက်ပါလာပြီ အောက်မှာဆက်ဆက်ပါရနှုတ်မှန်များဒီကြားထဲမှာတရားဒီလုံးနေတက်ကနေခုနဲ့နှစ်ဆက်ပါလာလို့ဆိုရင်ဒီဘက်တက်ကနေခုနဲ့ပြန်မှာတရားဘယ်လိုဆိုလို့လဲကြည့်မစမ်းအောက်မှာအဆက်နှစ်ဆက်ပါတဲ့အကန့်အောက်မှာအဆက်တစ်ဆက်ပဲပါတဲ့အကန့်ဘာအဆက်မပါတဲ့အကန့်အပေါ်မှာအဆက်တစ်ဆက်ပါတဲ့အကန့်အဆက်နှစ်ဆက်ပါတဲ့အကန့် ဟာဘောဆက်တောင်းစားနော်ဒါသူရဲ့ object တွေချင်းကိုချင်းပြီးရှိတယ်ပုံမှန်အပြောရတော့ဒီဟာကိုကျွန်တော်တို့ for လို့ယူတယ်ဒီလိုမှ3 2 2အနေစားရနော်တက်ကနေခုနတက်မှာတက်ကိုတည်ရပေါ့ဒါ2 3 4 5 6အဲ့တော့ဒီမှာဒါဆိုရင်ခုဒီမှာtransport ဝင်လာတယ် transfer ဝင်လာဆိုတော့ဒီမှာအခုဒီမှာဒီဟာကိုကျွန်တော်ဒီရောက်ပါဒီတဲ့စနေမှာဆိုတဲ့မျိုးတော့ဆိုရင်တစ်ခုနှစ်ခုတစ်ခုနှစ်ခုသုံးအဲ့တော့တစ်ခုနှစ်ခုသုံးခုတော့ပါတယ်ဒီခု၅ခုသုံးခုတော့ဒီမှာ object တွေတော့မတူနိုင်ဘူးဒါပုံမှန်ပြောတော့ကျွန်တော်ကြည့်ရခါမှာကျွန်တော်ဒီအောင် middle အနေနဲ့ကျွန်တော်အလဲဟာကိုကြည့်တယ်အပေါ်မှာအဆက်ပါရကောင်မရှိဘူးအောက်မှာအဆက်ပါရကောင်မရှိဘူးဘယ်ဟာလို့ရှိလဲလဲရှိလဲတစ်စင်းနေသွားတယ်ဘယ်ဘက်ချောင်းသွားတယ်ဆိုရင်ဒီလဲရတဲ့ဘယ်ဘက်ချောင်းသွားရင်အောက်မှာဆက်ပါတော့ထပ်သွားအောက်မှာဆက်ဖြစ်သွားလဲရတဲ့ဘက်ကိုကောင်းတယ်အပေါ်မှာဆက်ပါပါတန်မြင့်သွားတဲ့အတွက်ထပ်သွားမယ်အပေါ်မှာအဆက်ပါလာပြီ အတန်မြင့်ပါတယ်ကွအဲ့တော့ W ဆိုရင်ဒါ base
ဒီကနေခုနကြည့်ရှိရဘယ်လုံးဒီတာ base low middle high treble အလဲကြည့်မယ်အမဆက်နှစ်ဆက်ပါပြီပေါ့ဘာမှပါတယ်အပေါ်မှာလားအလဲကတော့လက်ကတော့ထားအဆက်နှစ်ဆက်ပါတယ်ပေါ့တစ်ဆက်နှစ်ဆက်ဒီတော့ဒီလောက်ကိုကြည့်လိုက်မယ်အောက်မှာအဆက်တစ်ဆက်ပါတယ်အလဲကတော့လက်ကိုပြောင်းလိုက်အောက်မှာအဆက်တစ်ဆက်ပါတယ်ဆိုတော့ဘယ်ဘက်ကိုတော့နှိပ်ပါမလဲဒီမှာအောက်မှာအဆက်နှစ်ဆက်ပါလားဒီလိုဆက်ပါအဲ့တော့ရှင်းပါလေအောက်ဆက်နှစ်ဆက်အောက်အဆက်တစ်ဆက်ဆက်မပါဘူးအပေါ်ဆက်တစ်ဆက်ပေါ်ဆက်နှစ်ဆက်အဲ့ဒါကျွန်တော်ကြည့်ရအောင်ဒီရန်ပဲချက်သွားတာလက်ကောင်ပေါ့လက်ကောင်လည်းတစ်ချက်ပြီးတော့သူ့တက်ကြီးတော့လည်းကြီးတော့သူ့တက်ငယ်တော့လည်းငယ်ပေါ့လက်ကောင်ကလည်းတစ်ချက်သွားတယ်လက်ကောင်ဒီမှာဒီမြဟာလည်း middle တယ်ပဲ middle အခက်မှာ4ဒီကောင်ကျတတ်မှတ်တဲ့ကကျတော့ဒီကောင်ဆန်ရဟိုမှာကျတော့တစ်ခုရှိသေးတော့အဲ့တော့ဒီကောင်ဒီမှာကျတော့1ဖြစ်နေပြီမဲ့ဆန်ရမှာ2ဒီကောင်ကျတော့ဘယ်သတ်မှတ်မှာဆိုရင်အပိုင်းနဲ့အပိုင်း3အပိုင်း4အပိုင်း5အပိုင်း6ပိုင်း1ကလည်းဆိုပိုင်း2ကလည်းစတဲ့ဒီပုံမှာပိုင်း2ပိုင်း2မှာဒီပြန်တော့က CD C နဲ့ DOD D နဲ့ E flat ကိုဒီရော E flat နဲ့ပိုင်း3မှာ F ကိုဒီရော F3 အပိုင်း4မှာC ကိုဒီရော C4 ဆိုတာအဲ့မှာအတန်းပိုင်း4မှာ E ကိုဒီရော E4 အပိုင်း5အပိုင်း6အပိုင်း6မှာ2ကိုဒီမယ်2 6ပြောချင်တာ D6 ဒီကဒီပဲပါဒီလေ D6 D5 ဆိုတော့ D4 ဆိုတော့ D3 ဆိုတော့ D2 ဆိုတော့ဒါပဲเนาะရှင်းလို့ပြလိုက်ပါခင်ဗျာ